ကဲမဲဆိုလို့ရမနာကဆိုကျွန်တော်ဝမ်းချင်းလည်းဖြစ်တယ်တော့ကွာကောင်းလည်းဖြစ်တယ်ငါးနှစ်မှာကျွန်တော်တဲ့အောင်မြင်သွားတယ်ဘယ်လိုဘယ်လောက်ဖို့ရကြလိမ့်လဲဆိုတော့လဲကျွန်တော်တို့တစ်ချက်လောက်မှတ်မိခဲ့ကြပါဦးဗျာမမတော့73ရက်3လပိုင်း2026ရက်နေ့အတွက်လဲကျွန်တော်တော့ကွာကောင်းနဲ့ကျွန်တော်ဝမ်းချင်းကိုပဲထပ်မှတ်ပြီးစူးစမ်းရေးရှာထားတယ်တော့ရဲ့ကောက်လေးကိုလည်း subscribe လုပ်သေး subscribe နေကြအောင်လက်မလေးလည်းထောင်ပေးခဲ့ကြအောင်မင်္ဂလာရှိအောင်မင်္ဂလာပါလို့လည်းမှန်းသွားပေးခဲ့ကြပါအောင် okay လေးလည်းတယောက်ကြောင်းစီမှန်းသွားပေးခဲ့ကြပါအောင်ဗျာတော့ရဲ့ကိုတဲ့ channel ရမျိုးဒုတိယမြန်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများလည်းပြည့်စုံကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိကြပါစေတက်ရှိတိုင်းမှာလည်းငွေဝင်ကြပါစေလောကစီးပွားရေးလည်းတိုးတက်အောင်မြင်ကြပါစေပပမဆင်ပေးကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ live show video စတင်လိုက်ပါရဗျာကျွန်တော်အခုမှတွေ့ဘူးပြင်ဘူးရဲ့အကွေမရကျွန်တော်ရဲ့ live show video လေးကိုဝင်ရောက်ကြည့်ရှုသွားဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်လည်းနှစ်ပတ်လည်းသုံးပတ်တိုင်းလေးလာကြည့်ရှုလို့ရအောင်လို့ကျွန်တော်ရဲ့ကောက်လေးကိုလည်း subscribe မဖြစ်မနေနှိပ်ခဲ့ကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ကိုတူတယောက်လည်းမြင်သူတွေလည်းစိတ်ဆန္ဒမှာပါပဲနဲ့နေ့စဉ်နဲ့အများဗီဒီယိုတွေကိုစေတနာသီးသားနဲ့ပဲတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းမျှဝေပေးကြပါအားပေးဝန်းရံပေးကြပါအားပေးဝန်းရံမှုတွေလည်းနည်းနေပါတယ်အားကြောင့်မလဲအားပေးဝန်းရံမှုတွေလိုအပ်ပါတယ်အားပေးဝန်းရံပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်တော့73ရက်3လပိုင်း2026ရက်နေ့အတွက်ကျွန်တော်ဝမ်းကြီးနဲ့တကွာကောင်းကျွန်တော်ရှာထားတယ်ပြောခင်မှာကျွန်တော်ရဲ့ live show video ရမျိုးဗီလီနဲ့ကုန်တယ်ဆိုပြီးတော့ကြော်သွားမျိုးရေးရှိရမျိုးလည်းမလုပ်ပါနဲ့အဆုံးထိလာရောက်ကြည့်ရှုပေးပါကျွန်တော်လွန်ရင်းတိုးရင်းပဲပြောပါမယ်တော့ပြောရဲကျွန်တော်ရဲ့ video လေးရာကိုလိုမောက်အတွက်အကျိုးရှိမယ်တင်ဗီဒီယိုချက်လေးကိုလည်းလှုပ်သွားစေခြင်းပါတယ်ဒုတိယကြောင့်အရှုံးများနေရပဲဖြစ်ဖြစ်ဒုတိယဝါသနာပါလို့ပဲဖြစ်ဘာကြောင့်လဲအရှုံးများနေတဲ့ကိုရင်မရေဝင်ကြည့်သွားပြီကျွန်တော်မနှမ်းမှန်အတွက်ကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်ရှာရတယ်ကျွန်တော်ပြောပြမယ်တော့ဝမ်းချင်းတဲ့ကောင်းမပြခင်မှာစောင်းနဲ့ပဲဖြစ်ဖြစ်တပယ်နေရာမှာဖြစ်ဖြစ်အလွယ်တကူမှတ်သားပြီးလို့ရမယ့်နေရာမှာလိုက်ပြီးတော့မှတ်သားထားပေးပါတော့အဲ့ဒါဆိုကျွန်တော်ဝမ်းချင်းရင်ပြောမယ်ဝမ်းချင်းပြောပြီးတော့ကျွန်တော်တကွာကောင်းအောင်ပြောပြမယ်တော့မနှမ်းမှန်အတွက်ကျွန်တော်ဝမ်းချင်းရကျွန်တော်49ဝမ်းချင်းမှာ49ဝမ်းချင်းကိုမမလေးကိုကြိုက်တယ်မပတ်နိုင်ဘူးဆိုတဲ့အကိုရင်မအတွက်ကျွန်တော်ဈေးဖို့ပေးမယ်တရားလိုက်မှတ်သားပေးပါလေးအတွက်ဈေးဖို့က40 42 45 41ပါနောက်တစ်ခေါက်ထပ်ပြောမယ်လေးအတွက်ဈေးဖို့က40 42 45 41ပါမမို့ကျွန်တော်ကိုမရကိုကိုကြိုက်တယ်ကိုမပတ်နိုင်ဘူးဆိုတဲ့အကိုမအတွက်ကျွန်တော်ကိုကိုလည်းဈေးဖို့ထပ်ပေးမယ်ကိုအတွက်ဈေးဖို့က90 92 95 91ပါတော့နောက်တစ်ခေါက်ထပ်ပြောမယ်ကိုအတွက်ဈေးဖို့က90 92 95 91ပါအဲ့လိုမှမဟုတ်ဘူးကျွန်တော်ရဲ့ကိုရင်မရဝိုင်းရင်နဲ့ကီးလေးနဲ့မှအပြီးပေါက်ပေါက်ရှင်တဲ့ကိုရင်မအတွက်ကျွန်တော်ကီးလဲထုတ်ထားတယ်ကီးက638ကီးပါအဲ့လိုမှမဟုတ်ကျွန်တော်ကိုရင်မမှာဝိုင်းတလုံးပိုင်းနေပါတွေးခဲ့ပြီးရှိတော့ကျွန်တော်ရဲ့ကီးနဲ့ပဲဖြစ်ဖြစ်ဝိုင်းကြီးနဲ့ပဲဖြစ်ဖြစ်တွဲကစားလို့ရတယ်ချိုင်းနေတဲ့ကျွန်တော်ပေးရဲ့ငန်းကိုချိုင်းနေတဲ့ပြီဆိုလဲမမလေးထိုးပေးပါမနှဲသေးပါနဲ့ငါးပန်အတွက်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ရှာထားတာပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြမယ်လေးတွက်ဆို40 42 45 41ပါကိုတွက်ဆို90 92 95 91ပါတော့ဝိုင်းရင်နဲ့ဈေးဘိုးပြောပြဆိုတဲ့အတွက်ကျွန်တော်တကွာကောင်းပြောပြမယ်တကွာပြောခင်မှာကျွန်တော်ရဲ့ကောက်လေးကိုလည်း subscribe နေခဲ့ကြပါဦးလက်မလေးလည်းထောင်ပေးကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်သွားပေးခဲ့ကြပါဦး okay လေးလည်းလျောက်ချောင်းစီမှန်သွားပေးခဲ့ကြပါအောင်ဗျာတော့လည်းအားပေးဝင်းရံပေးကြပါအားပေးပြပါလို့လည်းကျွန်တော်မေတ္တာရက်ခံပါရဗျာကျွန်တော်အဲ့ဆိုမနက်ဖြန်လည်းကျွန်တော်တကွာကောင်းပြောရမယ်ဟောကျွန်တော်မနက်ဖြန်တော့ကျွန်တော်ပြန်ကနန်းတွေ့ရပေါ့နော်မနေ့မကြတော့ညနေကျင်းနေကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဲကျွန်တော်ပြန်ကနန်းတွေ့ရပြန်ကနန်းကပါလဲဆိုကျွန်တော်4ခွန်နဲ့4မှဆိုကျွန်တော်4ခွန်6မှဆို6ခွန်မနေ့မှတော့ကျွန်တော်ပြန်ကနန်းပေါ့နော်အဲ့ဒါအကြိုက်ချင်းတူရဆိုတော့မဲဆိုမှာကိုမြများလေးထိုးတာပါမနေ့ပါစီနဲ့မနေ့မှကျွန်တော်ပြန်ကနန်းတကွာကောင်းပါပြန်ကနန်းဖြစ်တယ်ပေါ့နော်ကြာလဲကြာမယ်လို့ကျွန်တော်ထင်တယ်မနေ့ကြာရင်တော့ညနေကြာရင်တော့ကျင်းနေပေါ့ကြာလိမ့်မယ်4ခွန်နဲ့6ခွန်ပါတကွာကောင်းပါ
ကျွန်တော်ကိုမရေကျွန်တော်ဗီဒီယိုရညတော့ပါပဲအားလုံးပဲမနက်ဖြန်အတွက်အဆင်ပြေကံကောင်းရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါဗျာကျွန်တော်ကောင်လေးကိုလည်း subscribe လုပ်တယ် subscribe နေခဲ့ကြပါဦးလက်မလေးလည်းထောင်ပေးခဲ့ကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာပါလို့လည်းမှန်သွားပေးခဲ့ကြအောင် okay လို့လည်းမှန်သွားပေးခဲ့ကြအောင်ဗျာမနက်ဖြန်အတွက်လည်းစားရအားလုံးအဆင်ပြေကြပါစေအောင်မြင်မှုတွေပဲရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါဗျာဒါမှတက်တာပါ